ကိုတာလင်ကိုဘွားရဲ့ပြည်သူကလောကမှာအောင်မြင်ခြင်းကံကိုပုံမချနဲ့ကံဆိုတာအလုပ်ပဲလူတော်တော်များများဟာဘဝကိုကံကြမ္မာကဖန်တီးပေးလိုက်မယ်လို့ထိုင်ဆောင်နေတတ်ကြတယ်တကယ်တော့ဘဝဆိုတာရုပ်ထုတရုပ်ထုစစ်တယ်လို့ပါပဲကိုယ်တိုင်လက်နဲ့ကင်ပြီးမထုစစ်ပြီးဘာပုံရိပ်မှပေါ်လာမှာမဟုတ်ဘူးအားမငယ်ပါနဲ့လောကမှာအခက်အခဲမရှိတဲ့သူဆိုတာတုတ်တန်ထဲမှာပဲရှိတယ်အခက်အခဲဆိုတာမင်းကိုလဲကြအောင်လုပ်ဖို့လာတာမဟုတ်ဘူးမင်းရဲ့ကံကြမ္မာကိုစမ်းသပ်ဖို့လာတာပါသင်ယူမှုကိုမရက်ပါနဲ့ပညာဆိုတာကြောင်းကန်းထဲမှာပဲရှိတာမဟုတ်ဘူးလောကကြီးကသင်ပေးတဲ့သင်ခန်းစာတွေကိုနှလုံးသွင်းတတ်ဖို့လိုတယ်မနေ့ကထက်ဒီနေ့ပိုသိလိုက်ရင်မင်းဟာအောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်နေပြီဇွဲရှိပါရေစက်လေးတွေဟာကြောက်တုံးကိုအပေါက်ဖောက်နိုင်တာဟာအားပြင်းလို့မဟုတ်ဘူးမနာတမ်းစီးစင်းနေလို့ပဲမင်းရဲ့စ조사မှုကလည်းအဲ့လိုပဲဖြစ်ရမယ်ဖြည်းဖြည်းချင်းသွားနေပါစေမရက်လိုက်ဖို့အရေးကြီးတယ်လူဆိုတာတေသွားရင်နာမည်ပဲကြံရင်ခဲ့တာအဲ့ဒီနာမည်ကိုဂုံရှိရှိကြံရင်အောင်အလုံးနဲ့တက်တည်ပြခဲ့ပါ